င်္ဂလာပါရွှေလန်းကပြန်လည်ကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်1980ပြည့်နှစ်လွန်နေတုန်းကတရုတ်နိုင်ငံရဲ့မြို့တော်ပေကျင်းလမ်းမတွေကိုပြန်ကြည့်မယ်ဆိုရင်စက်ဘိန်းတွေနဲ့ပြည့်နှက်နေပြီးတော့မွဲပြရောင်ဝတ်စုံတွေဝတ်ဆင်ထားတဲ့လူအုပ်ကြီးကိုပဲမြင်တွေ့ရမှာပါအဲ့ဒီချိန်ကတရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာဆင်းရဲမွဲတေမှုအဆိုးရွားဆုံးနိုင်ငံတွေကတစ်ခုဖြစ်ပြီးတော့နိုင်ငံရဲ့လူဦးရေအများစုဟာတစ်နေ့ကိုအမေရိကန်ဒေါ်လာ$1ဝန်းကျင်ဝင်ငွေနဲ့ရုန်းကန်အသက်ရှင်နေခဲ့ကြပါတယ်။ဒါပေမဲ့ယနေ့ခေတ်တရုတ်နိုင်ငံကိုကြည့်မယ်ဆိုရင်တိမ်တွေကိုထိုးဖောက်နေတဲ့မိုးမျှော်တိုက်ကြီးတွေကမ္ဘာအခြေဆုံးအမြန်ရထားလမ်းကွန်ရက်တွေအာကာသထဲကိုဆေလွတ်နေတဲ့အာကာသစခန်းတွေနဲ့ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်ကိုရောက်ရှိနေပါပြီ။မေးစရာရှိလာတာကစပိန်စီးနိုင်မှုတော့အနိုင်နိုင်စူးစမ်းနေရတဲ့လေသမားနိုင်ငံကဆယ်စုနှစ်အနေငယ်အတွင်းမှာအမေရိကန်ကိုရှင်းပြနိုင်တဲ့ကမ္ဘာအင်အားကြီးစူပါပါဝါနိုင်ငံတစ်နိုင်ငံဘယ်လိုဖြစ်လာခဲ့တယ်လဲဆိုတာပါပဲ။ဒီနေ့မှာတော့တရုတ်နိုင်ငံဘယ်လိုချမ်းသာလာပြီးကမ္ဘာအင်အားကြီးနိုင်ငံဘယ်လိုဖြစ်လာတယ်လဲဆိုတာကိုတမိုင်းကြောင်အချက်လက်တွေနဲ့လေ့လာကြည့်ရအောင်ဗျာ19ရာစုနဲ့20ရာစုအစောပိုင်းကာလဒီကာလကိုတရုတ်တွေကရှက်ဖွယ်ကောင်းသောရာစုနှစ်လို့ခေါ်ကြပါတယ်အနောက်နိုင်ငံတွေနဲ့ဂျပန်တို့ရဲ့ကျူးကျော်မှုဘိန်းစစ်ပွဲတွေမှာရှုံးနိမ့်မှုတွေကြောင့်တမိုင်းကြောင်တစ်လျှောက်ကြီးမြတ်လာပါတယ်ဆိုတဲ့တရုတ်အင်ပါယာကြီးဟာပြိုလဲခဲ့ရပါတယ်ဒီလိုအစိတ်စိတ်အမော်မှာဖြစ်နေတဲ့တိုင်းပြည်ကိုမော်စီတုံးကအစကနေပြန်လည်စူးစီးနိုင်ခဲ့ပြီးတော့1949ခုနှစ်မှာတရုတ်ပြည်သူသမ္မတနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်စီးပွားရေးရှုထောင့်အရကြည့်မယ်ဆိုရင်အစပိုင်းမှာမော်စီတုံးရဲ့အစီအစဉ်တွေကအဆင်ပြေသလိုရှိခဲ့ပါတယ်။ဆိုဗီယက်ယူနီယံရုရှားရဲ့အကူအညီနဲ့စတင်ခဲ့တဲ့ပထမ9နှစ်စီမံကိန်းမှာစက်မှုလုပ်ငန်းတွေအတော်အသင့်တိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့မော်စီတုံးကဒီအရှိန်ကိုအားမရပါဘူး။သူကမြ мян ဆန်ဆန်ချမ်းသာခြင်းခဲ့တာပါ။ဒါကြောင့်1958ခုနှစ်မှာရှေးတို့ကြီးမားသောခုံပြန်ကျော်လွှားမှုဆိုတဲ့စီမံကိန်းကြီးကိုစတင်ကြေညာလိုက်ပါတယ်။ဒီစီမံကိန်းရဲ့အဓိကသဘောတရားကတော့လူသားတွေရဲ့စုပေါင်းစွမ်းအားနဲ့တဘာဝတရားကိုအနိုင်ယူမယ်ဆိုတာပါပဲပထမဆုံးအနေနဲ့နိုင်ငံတော်ဝန်ကလေသမားတွေကိုသူတို့ရဲ့ကိုယ်ပိုင်လေယာမြေတွေအိမ်မွေးတိရစ္ဆာန်တွေပိုင်ဆိုင်ခွင့်ရုပ်သိမ်းလိုက်ပါတယ်အဲ့ဒီအစားစုပေါင်းစခန်းကြီးတွေဖွဲ့စည်းလိုက်ပါတယ်မိသားစုတွေဟာကိုယ်ပိုင်မိဖို့ကြောင့်မှချက်ပြုတ်ခွင့်မရှိတော့ဘဲထမင်းစားရုံကြီးတွေမှာစုပေါင်းစားတောက်ကြတယ်အားလုံးအတူတူအလုပ်လုပ်အတူတူစားတောက်တဲ့စနစ်ပါပြဿနာကဘာလဲဆိုတော့စ조사တဲ့သူရောပြင်းတဲ့သူရောအတွက်စုလက်ကအတူတူဖြစ်တဲ့အတွက်ဘယ်သူမှကြိုးကြိုးစားစားမလုပ်ချင်ကြတော့ပါဘူးလူတွေရဲ့အလုပ်လုပ်ခြင်းစိတ်ကိုစနစ်တကျဖျက်ဆီးပစ်လိုက်တယ်လို့ဖြစ်သွားပါတယ်တရုတ်နိုင်ငံဟာစက်မှုနိုင်ငံဖြစ်ဖို့ဆိုရင်တန်မဏိအများကြီးလိုအပ်ပါတယ်ဒါပေမဲ့တရုတ်မှာကခင်မီတန်ရုံကျိုစက်ရုံတွေအလုံးလောက်မရှိပါဘူးဒါကြောင့်မော်စီတုံးကလိုအပ်တဲ့တန်မဏိတွေကိုနိုင်ငံခြားကနေမဝယ်ဘဲပြည်သူတွေရဲ့လိုအားနဲ့တန်မဏိထုတ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်လယ်သမားတွေကိုလယ်ကွင်းထဲမှာစပားစိုက်ဖို့မခိုင်းတော့ဘဲအိမ်နောက်ဖေးတန်မဏိဖို့များတိစောက်ခိုင်းပါတယ်လယ်သမားတွေဟာတန်မဏိထုတ်ဖို့အတွက်သူတို့စီမှာရှိတဲ့တန်တဲ့ပစ္စည်းမှန်သမျှထွန်ရက်တဲ့ကိရိယာတွေတကားလက်ကင်ဖို့တွေကအစနှင်းချက်တဲ့တန်တဲ့အိုးတွေကိုပါမီးဖို့ထဲထည့်ပြီးအရေးကြိုခဲ့ကြပါတယ်မီးမွေးဖို့ထင်းမရှိတဲ့အခါအိမ်ကတစ်သားတကားတွေပရိဘောဂတွေကိုပါခုတ်ထစ်ပြီးအသုံးပြုခဲ့ကြပါတယ်ရလက်ကတော့အပူချိန်အလွန်လောက်မရတဲ့အတွက်ထွက်လာတဲ့တန်တွေဟာအရေးအသွေးအရမ်းညံ့ပြီးဘယ်နေရာမှသုံးမရတဲ့တန်တိုတန်စားတွေဖြစ်လာပါတယ်တစ်ဖက်မှာတန်မဏိတွေအလကားဖြစ်သွားသလိုနောက်တစ်ဖက်မှာလည်းလဲတဲ့ဆင်းမဲ့သူမရှိတော့တဲ့အတွက်စပားကင်းတွေပါပျက်စီးသွားခဲ့ကြပါတယ်။မော်စီတိုးရဲ့နောက်ထပ်နာမည်ကြီးတဲ့စီမံချက်တစ်ခုကတော့တတဝါလေးမျိုးတုတ်တင်ရေးကမ်ပိန်းပါပဲ။ချင်းရင်ကြွက်နဲ့စာကလေးတွေကိုရှင်းလင်းဖို့အမိန့်ပေးခဲ့ပါတယ်။အထူးသဖြင့်စာကလေးတွေဟာစပားတွေကိုစားသုံးပြီးနိုင်ငံတော်ရဲ့စံစပားတွေကိုခိုးယူနေတယ်လို့မော်စီတုံးကယူဆခဲ့ပါတယ်။တနိုင်ငံလုံးကပြည်သူတွေဟာစာကလေးတွေကိုမြင်တာနဲ့ပြစ်ကြတယ်။ငှက်တွေတစ်ပင်ပေါ်မနားနိုင်အောင်တန်မုံတွေအဆက်မပြတ်တီးပြီးခြောက်လန့်ကြတဲ့အတွက်နောက်ဆုံးစာကလေးတွေဟာအများအပြားတိတ်ဆုံးခဲ့ကြပါတယ်။ဒါပေမဲ့တဘာဝတရားရဲ့လက်စားချေမှုကချက်ချင်းရောက်လာပါတယ်။စာကလေးတွေဟာစပားကိုစားတာအပြင်စပားပြတ်ပိုးမွားတွေကိုစားတယ်ဆိုတာပါပဲ။စာကလေးတွေမျိုးတုံးသွားတဲ့အခါမှာတော့ကျိုင်းကောင်တွေနဲ့အခြားပိုးမွားတွေဟာတဘာဝရန်သူမရှိတော့ဘဲအစမတန်ပေါက်ပွားလာပြီးတော့ဒီကျိုင်းကောင်အုပ်ကြီးတွေဟာကြံနေသေးတဲ့စပားကင်းတွေကိုရဲရဲဆက်ဆက်ဖျက်ဆီးပစ်လိုက်ပါတော့တယ်။အခုလိုစိုက်ပျိုးရေးတွေဒီလောက်ပျက်စီးနေတာတော့အစိုးရခေါင်းဆောင်တွေကဘာလို့မသိခဲ့ရတာလဲ။အဖြေကတော့ကွန်မြူနစ်ပါတီရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ဗျူရိုကရေစီရန်ရာကြောင့်ပါပါတီရဲ့အထက်လူကြီးတွေကစပားအထွတ်တော်အစမတန်တိုးရမယ်လို့စီမံချက်ချထားပါတယ်ဒေသခံအရာရှိတွေကလည်းပြစ်မှတ်မပြည့်ရင်ယာဒူးကြမှာအရေးယူခံရမှာကိုကြောက်တဲ့အတွက်စည်ရင်းတွေအကြီးအကျယ်လိမ့်လည်တင်ပြကြပါတော့တယ်တချို့ဆိုရင်စပား10တင်းမှန်ထွက်တဲ့လေကိုတင်းတစ်ထောင်ထွက်ပါလေလို့တပ်ပုံနေနဲ့တကွလိမ့်လည်ခဲ့ကြပါတယ်ဗဟိုအစိုးရကလည်းဒီလိမ့်လည်ထားတဲ့စည်ရင်းတွေကိုယုံကြည်ပြီးတိုင်းပြည်မှာစပားတွေအရှံပဲပိုးကျဝါနေပြီလို့ထင်သွားပါတယ်ဒါကြောင့်ဆိုဗီယက်ယူနီယံကိုအကျွေးဆက်ဖို့
စည်ရင်းတွေကခွဲတန်းအတိုင်းစပားတွေသိမ်းတဲ့အခါကျေးလက်ကထွက်တဲ့ဆန်စပားတွေကိုမြို့ပေါ်ကိုအကုန်သိမ်းယူလိုက်သလိုဖြစ်သွားပြီးနောက်ဆုံးလယ်သမားတွေဟာသူတို့စိုက်ထားတဲ့စပားတစ်စီးမှစားခွင့်မရဘဲနဲ့တစ်ခေါက်နဲ့မြက်တွေကိုပါပြုတ်စားပြီးအသက်ဆက်ခဲ့ကြရပါတယ်။အဲဒီနောက်မှာလည်းယဉ်ကျေးမှုတော်လှန်ရေးကြောင့်ပညာတတ်တွေဖိနှိပ်ခံရပြီးနိုင်ငံရဲ့စီးပွားရေးနဲ့ပညာရေးစနစ်ဟာသုံးဝကိုရပ်တန့်သွားခဲ့ပါတယ်။စက်ရုံတွေစိုက်ပျိုးရေးလုပ်ငန်းတွေမှာပညာရှင်တွေကိုဖြုတ်ချပြီးပညာမတတ်ပေမဲ့ပါတီအပေါ်တစ္ဆာရှိတဲ့သူတွေကိုစီမံခန့်ခွဲခိုင်းခဲ့ပါတယ်။ Red versus Expert ကျွမ်းကျင်မှုတဲ့တစ္ဆာရှိမှုကိုဦးစားပေးခြင်းဆိုတဲ့မူဝါဒကြောင့်နိုင်ငံရဲ့စီးပွားရေးပညာရေးနဲ့စက်မှုလုပ်ငန်းရန်ရာကြီးတစ်ခုလုံးဆယ်စုနှစ်တစ်ခုစာလောက်အပြီးတိုင်ရပ်တန့်သွားခဲ့ရပြန်ပါတယ်။မော်စီတုံးရဲ့နောက်ဆုံးကာလတွေမှာတရုတ်နိုင်ငံဟာအသက်ရှူရုံပဲရှူနိုင်တော့တဲ့ဒူနာတယောက်လိုဖြစ်နေခဲ့ပါတယ်။စက်ရုံတွေကရက်ဆိုင်လိုနေပါဖြစ်ပြီးကျေးလက်ဒေသတွေကလယ်သမားတွေဟာထမင်းဝအောင်မစားရပဲတိုင်းပြည်ရဲ့စီးပွားရေးဟာလုံးဝပြိုလဲနေခဲ့ပါတယ်။ကွန်မြူနစ်ဝါဒရဲ့တင်းကျပ်တဲ့စနစ်ကြီးကပြည်သူတွေကိုငတ်မွတ်ခေါင်းမမှုပဲပေးနိုင်ခဲ့တယ်ဆိုတာထင်ရှားလာပါတယ်။မော်စီတုံးကွယ်လွန်ပြီးတဲ့နောက်မှာအာဏာရလာတဲ့ခေါင်းဆောင်အသစ်အနေနဲ့နိုင်ငံကိုကယ်တင်ဖို့ဆိုရင်စီးပွားရေးစနစ်ကိုလုံးဝပြောင်းလဲပြမှရမယ်ဆိုတာကိုသဘောပေါက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအသက်84နှစ်အရွယ်အရက်9ပေတောင်မပြည့်တဲ့လူတစ်ယောက်ကတရုတ်နိုင်ငံရဲ့အာဏာစင်မြင့်ပေါ်ကိုတက်လာခဲ့ပါတယ်။သူကတော့ထိန်းရှောင်ဖိန်ပဲဖြစ်ပါတယ်။သူကမော်စီတုံးချမှတ်ခဲ့တဲ့ theory တွေကိုစာအုပ်ကြီးတိုင်းမလိုက်နိုင်တော့ပဲကဘာကျော်သွားမဲ့စကားတစ်ခုကိုရဲရဲဝံ့ဝံ့ပြောခဲ့ပါတယ်။ကြောင်ဟာအမဲဖြစ်ဖြစ်အဖြူဖြစ်ဖြစ်ကျွမ်းမိဖို့ပဲအဓိကပဲ။ဒီစကားတစ်ခုဟာတရုတ်နိုင်ငံရဲ့ကံကြမ္မာကိုတစိချိုးပြောင်းလဲပြစ်လိုက်ပါတယ်။တိုင်းပြည်အတွက်ကွန်မြူနစ်ပဲဖြစ်ဖြစ်အရင်းရှင်ပဲဖြစ်ဖြစ်ပြည်သူတွေကိုထမင်းဝင်ငှနိုင်ပြီးချမ်းသာအောင်လုပ်ပေးနိုင်ရင်အဲ့ဒါအကောင်းဆုံးစနစ်ပဲလို့သူကဆိုလိုခဲ့တာပါ။တိန့်ရှောင်ဖိန်ပထမဆုံးပြုပြင်ပြောင်းလဲခဲ့တာကတော့ပြည်သူလူထုရဲ့အသက်သွေးကြောဖြစ်တဲ့စိုက်ပျိုးရေးကဏ္ဍပါပဲ။မော်စီတုံးလက်ထက်ကစူပေါင်းစနစ်ကြောင့်လယ်သမားတွေဟာအလုပ်လုပ်ချင်စိတ်မရှိကြတော့ပါဘူး။ဒီအခြေအနေကိုပြောင်းလဲဖို့အတွက်1988ခုနှစ်ဒီဇင်ဘာလမှာအန်ဟွေးပြည်နယ်ကရှောင်းကန်းဆိုတဲ့ရွာလေးကလယ်သမား18ဦးဟာအစိုးရမသိအောင်လျှို့ဝှက်စာချုပ်တစ်ခုကိုချုပ်ဆိုခဲ့ကြပါတယ်။အဲ့ဒါကတော့အစိုးရသတ်မှတ်ထားတဲ့စပားပြစ်မှတ်ပြည့်မီအောင်ပေးသွင်းပြီးရင်ကျန်းတဲ့ပိုရှန်တဲ့စပားတွေကိုမိသားစုအလိုက်ကိုယ်ပိုင်အဖြစ်သိမ်းဆည်းပြီးရောင်းချခွင့်ပြုဖို့ပါပဲ။အကယ်၍အစိုးရကတည်သွားလို့သူတို့ကိုကိုမြတ်ခဲ့ရင်ကြံရစ်တဲ့သားသမီးတွေကိုအချင်းချင်းကျွေးမွေးစောင့်ရှောက်ခြင်းဆိုပြီးသွေးတစ္ဆာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒါဟာကွန်မြူနစ်စနစ်ကိုစန့်ကျင်တဲ့ကြီးမားတဲ့ဆွမ်းစားမှုပါ။ဒါပေမဲ့ရလဒ်ကတော့မယုံနိုင်စရာပါပဲ။နောက်တစ်နှစ်မှာအဲ့ဒီရွာရဲ့စပားအထွက်နှုန်းဟာလွန်ခဲ့တဲ့9နှစ်စာပေါင်းလိုက်တာထက်တောင်ပိုများသွားခဲ့ပါတယ်။တိန့်ရှောင်ဖိန်ဟာဒီအကြောင်းကိုကြားသိရတဲ့အခါလယ်သမားတွေကိုအဖြစ်မပေးတဲ့အပြင်ထိုစနစ်ကိုအိမ်အောင်စုအလိုက်တာဝန်ယူစနစ်အဖြစ်တနိုင်ငံလုံးမှာကျင့်သုံးဖို့ချက်ချင်းအတည်ပြုပေးခဲ့ပါတယ်။ရလဒ်အနေနဲ့လယ်သမားတွေဟာကိုပိုလုံးရင်ကိုပိုချမ်းသာမယ်ဆိုတာသိသွားပြီးအပြိုင်အဆိုင်စူးစမ်းကြတဲ့အတွက်နှစ်အနည်းငယ်အတွင်းမှာပဲတရုတ်နိုင်ငံဟာဂျာစုနှစ်ဝက်လောက်ရင်ဆိုင်ခဲ့ရတဲ့အစာရည်စာရှားပါမှုပြဿနာကိုအပြီးတိုင်ကျော်လွှားနိုင်ခဲ့ပါတယ်။လယ်သမားတွေဝဝလင်လင်စားနိုင်ပြီဆိုတာနဲ့တိန့်ရှောင်ဖိန်ဟာနောက်ထပ်ကြီးမားတဲ့ခြေလှမ်းတစ်ခုကိုလှမ်းခဲ့ပါတယ်။တရုတ်နိုင်ငံဟာကဘာကြီးနဲ့အဆက်အသွယ်ဖြတ်ပြီးအထီးကျန်နေလို့မရတော့ပဲနိုင်ငံခြားကငွေကြေးနဲ့နည်းပညာတွေကိုဖိတ်ခေါ်ရမယ်ဆိုတာသူသဘောပေါက်ခဲ့ပါတယ်။ဒါပေမဲ့တနိုင်ငံလုံးကိုတပြိုင်နက်ဖွင့်ပေးလိုက်ရင်ကွန်မြူနစ်ပါတီအတွင်းကရှေးရိုးဆွဲသမားတွေရဲ့ကန့်ကွက်မှုကိုခံရနိုင်တဲ့အတွက်သူဟာစမ်းသပ်ကွက်တွေအရင်လုပ်ခဲ့ပါတယ်။ဒါဟာကြောက်တုံးတွေကိုစမ်းပြီးမြစ်ကိုဖျက်ကူးခြင်းဆိုတဲ့သူ့ရဲ့လက်တွေ့ကျတဲ့မဟာဗျူဟာပါပဲ။1980ပြည့်နှစ်မှာဟောင်ကောင်နဲ့ကက်လျက်ကတငါရွာလေးဖြစ်တဲ့ရှန်ကျန်းအပါအဝင်ကံရိုးတန်းမြို့၄မြို့ကိုအထူးစီးပွားရေးဆောင်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒီဇုံတွေမှာနိုင်ငံခြားကုမ္ပဏီတွေကိုအခွန်အကန့်အသတ်မရှိရှော့ပေါ့ပေးတယ်။ကိုယ်ပိုင်လုပ်ငန်းထူထောင်ခွင့်ပြုတယ်။ကမ္ဘာစက်မှုထိပ်သီးနိုင်ငံတွေကြားမှာလုပ်အားကအသက်တာသောနေရာဖြစ်အောင်ဖန်တီးထားပါတယ်။အနောက်နိုင်ငံတွေကကုမ္ပဏီကြီးတွေဟာတရုတ်အစိုးရရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်တက်တာအောင်ဖန်တီးထားတဲ့အခြေအနေတွေကိုမတ်မောတဲ့အတွက်စက်ရုံတွေကိုအပြေးလွှာလာဆောက်ကြပါတော့တယ်။ဒီလိုနဲ့ရှန်ကျန်းဟာနှစ်အနည်းငယ်အတွင်းမှာပဲဆင်းရဲတဲ့တန်ခါရွာလေးပွားကနေစက်ရုံကြီးတွေမိုးမျှော်တိုက်တွေနဲ့ပြည့်နှက်နေတဲ့ကမ္ဘာအဆင့်မီမျိုးပြကြီးအဖြစ်အမကန်ပြောင်းလဲသွားခဲ့ပါတယ်။သို့ပေမဲ့အခြားတစ်ဖက်မှာတိန့်ရှောင်ဖိန်ရဲ့အပြောင်းလဲတွေဟာအရင်းရှင်စနစ်အတိုင်းဖြစ်နေတဲ့အတွက်ကွန်မြူနစ်ပါတီဝင်အချို့ကမေးခွန်းထုတ်လာကြပါတယ်။ငါတို့ကကွန်မြူနစ်နိုင်ငံဖြစ်ပြီးဘာလို့အရင်းရှင်လမ်းစဉ်ကိုရှောင်နေတာလဲပေါ့။ဒီနေရာမှာတိန့်ရှောင်ဖိန်ဟာပါးနက်လုံးနဲ့အတွေးခေါ်တစ်ခုကိုထုတ်ပြခဲ့ပါတယ်။အဲ့ဒါကတော့တရုတ်တွင်မြေလက္ခဏာရှိသောဆိုရှယ်လစ်စနစ်ပါပဲ။သူကစင်ရဲမွေးတေမှုဟာဆိုရှယ်လစ်စနစ်မဟုတ်ဘူး။ချမ်းသာကြွယ်ဝလာမှသာဆိုရှယ်လစ်စနစ်စစ်စစ်ဖြစ်တယ်လို့ဖွင့်ဆိုခဲ့ပါတယ်။သူဟာလူတိုင်းတစ်ပြိုင်နက်ချမ်းသာဖို့မဖြစ်နိုင်တဲ့အတွက်လူအချို့နဲ့ဒေတာအချို့ကိုအရင်ချမ်းသာခွင့်ပေးလိုက်ပါပြီးမှကျန်တဲ့သူတွေကိုဆွဲတင်မယ်ဆိုတဲ့မူဝါဒကိုကျင့်သုံးခဲ့ပါတယ်
ဒါဟာပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကိုလွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးလိုက်တဲ့တရုတ်ပြည်ရဲ့စီးပွားရေးမီးစိမ်းပြမှုကြီးဖြစ်သွားခဲ့ပါတယ်။မော်စီတုံးကတရုတ်နိုင်ငံကိုမတ်တက်ရက်စေခဲ့သူဆိုရင်တိန့်ရှောင်ဖိန်ကတော့တရုတ်နိုင်ငံကိုချမ်းသာကြွယ်ဝလန်းစားစီကိုရှောက်လန်းစေခဲ့သူပဲဖြစ်ပါတယ်။1980ပြည့်နှစ်လွန်နေကနေ2000ပြည့်နှစ်တွေအတွင်းမှာတရုတ်နိုင်ငံဟာကမ္ဘာစက်ရုံကြီးအဖြစ်ကိုအလင်းအမြန်ကူးပြောင်းနိုင်ခဲ့ပါတယ်။ဘယ်လိုလုပ်နိုင်ခဲ့တာလဲဆိုတော့သူတို့စီမှာပြိုင်ဘက်ကင်းတဲ့အားသာချက်တစ်ခုရှိနေလို့ပါ။အဲ့ဒါကတော့ဈေးပေါ်ပြီးအင်အားများပြားတဲ့လုပ်သားအင်အားပါပဲ။ကျေးလက်ဒေသကလူငယ်တန်းပေါင်းများစွာဟာမြို့ပေါ်ကစက်ရုံတွေကိုရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခဲ့ကြပါတယ်။အမေရိကန်၊ဥရောပနဲ့ဂျပန်ကကုမ္ပဏီကြီးတွေဟာထုတ်လုပ်မှုစရိတ်သက်သာတဲ့တရုတ်နိုင်ငံစီကိုသူတို့ရဲ့စက်ရုံတွေကိုအပြေးအလွှာရွှေ့ပြောင်းခဲ့ကြပါတယ်။ကစားစရာအယုတ်တွေကနေအဝတ်အထည်တွေလျှက်စစ်ပစ္စည်းတွေအထိအရာအလုံးရဲ့နောက်ကျောမှာ Made in China ဆိုတဲ့စာသားဟာနေရာတိုင်းမှာမြင်လာရပါတယ်။တရုတ်နိုင်ငံရဲ့စီးပွားရေးသမိုင်းမှာနောက်ထပ်အရေးကြီးဆုံးမှတ်တိုင်တစ်ခုကတော့2001ခုနှစ်မှာကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO တဲကိုဝင်ရောက်ခွင့်ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ WTO အဖွဲ့ဝင်ဖြစ်လာတာနဲ့အမျှတရုတ်ထုတ်ကုန်တွေကကမ္ဘာဈေးကွက်ကိုအကန့်အသတ်မရှိစီးဝင်သွားခဲ့ပါတယ်။2001ခုနှစ်ကစလို့တရုတ်ရဲ့ပို့ကုန်တွေဟာဒုံးမြန်ဒဇင်းလိုထိုးတက်သွားခဲ့ပြီးနိုင်ငံခြားငွေတန်ပေါင်းများစွာနိုင်ငံတွင်းကိုစီးဝင်လာခဲ့ပါတယ်။2008ခုနှစ်စက်တင်ဘာလအမေရိကန်နိုင်ငံရဲ့စတုတ္ထအကြီးဆုံးယင်းနှိမ့်ညွှန်းနှံမှုဘဏ်ကြီးဖြစ်တဲ့ Lehman Brothers ကြီးဒေဝါလီခံပြိုလဲသွားပြီးကမ္ဘာကြီးတစ်ခုလုံးစီးပွားပြတ်ကတ်ကြီးဆိုက်ခဲ့ပါတယ်။အမေရိကန်အိမ်ချမ်းမြေဈေးကွက်ကစတင်ခဲ့တဲ့အဲ့ဒီ subprime mortgage crisis ဟာရပ်ပိုင်းအတွင်းမှာပဲကမ္ဘာစီးပွားရေးဆူနာမီမုန်တိုင်းကြီးအဖြစ်ပြောင်းလဲသွားပြီးဥရောပကနေအာရှအထိနိုင်ငံတကာဘဏ်တွေကုမ္ပဏီကြီးတွေကိုရိုက်ခတ်ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီအချိန်ကကမ္ဘာစီးပွားရေးပညာရှင်တွေထိတ်လန့်နေကြနဲ့ကြီးခဲ့ကြတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကမ္ဘာစက်ရုံကြီးလို့တင်စားထားတဲ့တရုတ်နိုင်ငံပါပဲ။အမေရိကန်နဲ့ဥရောပကလူတွေပတ်စံမရှိတော့ရင်တရုတ်နိုင်ငံကပစ္စည်းတွေကိုဘယ်သူဝယ်မလဲ။တရုတ်ရဲ့ပို့ကုန်အခြေခံစီးပွားရေးစနစ်ကြီးပြိုကျတော့မှာလား။2008ခုနှစ်နောက်ပိုင်းမှာကမ္ဘာစီးပွားရေးအကျပ်အတည်းရဲ့တံကိုတရုတ်နိုင်ငံကတခြားနိုင်ငံများနည်းတူပြင်းထန်စွာခံစားခဲ့ရပါတယ်။တရုတ်ပို့ကုန်တွေကိုအဓိကဝယ်ယူနေတဲ့အမေရိကန်နဲ့ဥရောပဈေးကွက်တွေပိတ်သွားတဲ့အတွက်ကံရိုးတံမျိုးတွေဖြစ်တဲ့ရှန်ကျန်း၊ကွမ်တုံးနဲ့ကွမ်ကျိုးကစက်ရုံပေါင်းတောင်းနဲ့ချီပြီးရပ်ပိုင်းအတွင်းပိတ်ပစ်ခဲ့ရပါတယ်။ကျေးလက်ဒေသကနေမြို့ပြစက်ရုံတွေကိုလာရောက်အလုပ်လုပ်ကိုင်နေတဲ့ရွှေပြောင်းလုပ်သားတန်း20ကျော်ဟာချက်ချင်းဆိုသလိုအလုပ်ပြုတ်သွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနှုန်း GDP ဟာ73%ကျော်ရှိရာကနေ6%အထိထိုးဆင်းသွားခဲ့ပါတယ်။အခုလိုတကမ္ဘာလုံးစီးပွားရေးပြက်ကတ်ကြုံနေရချိန်မှာအနောက်နိုင်ငံတွေဟာစီးပွားရေးပြက်ကတ်ထဲမှာဆယ်စုနှစ်တစ်ခုနီးပါးရုန်းကန်နေရပေမဲ့တရုတ်နိုင်ငံကတော့အဲ့ဒီအကျပ်တဲကိုလေကတစ်တစ်ခုလိုနင်းပြီးကမ္ဘာစူပါပါဝါနိုင်ငံအဖြစ်ဒုံးပြန်လို့ထိုးတက်သွားခဲ့ပါတယ်။တရုတ်ခေါင်းဆောင်တွေယုံကြည်ထားတဲ့မူဝါဒတစ်ခုရှိပါတယ်။ချမ်းသာခြင်းရင်လမ်းအရင်ဖောက်ဆိုတဲ့မူဝါဒပါ။2008ခုနှစ်နိုဝင်ဘာလတရုတ်အစိုးရဟာ4 ထရီလီယံယွမ်အမေရိကန်ဒေါ်လာ986ဘီလီယံခန့်တန်ဖိုးရှိတဲ့မဟာဗျူဟာမြောက်စီမံကိန်းကြီးတစ်ခုကိုစတင်လိုက်ပါတယ်။ဒီပမာဏဟာအဲ့ဒီချိန်ကတရုတ်နိုင်ငံ GDP ရဲ့12%ကျော်အထိရှိပြီးအမေရိကန်အစိုးရထုတ်ပြန်ခဲ့တဲ့ကယ်ဆယ်ရေးပမာဏထက်တောင်အချိုးအစားအရပိုမိုကြီးမားနေပါတယ်။တရုတ်ရဲ့မဟာဗျူဟာကရိုးရှင်းပါတယ်။နိုင်ငံခြားကငါတို့ပစ္စည်းတွေကိုမဝင်နိုင်တော့ရင်ငါတို့ငွေတွေကိုနိုင်ငံအတွင်းမှာပဲပြန်သုံးပြီးစီးပွားရေးလေပတ်အောင်လုပ်မယ်။တရုတ်အစိုးရကအနောက်နိုင်ငံတွေလိုဘဏ်တွေကိုပတ်စံအလကားပေးပြီးကယ်တင်တာမျိုးမဟုတ်ပဲအဲ့ဒီငွေအမြောက်အများကိုကုန်ထုတ်လုပ်မှုတိုးတက်စေမဲ့မြေပြင်ကလုပ်ငန်းတွေကိုတိုက်ရိုက်လောင်းထည့်ခဲ့ပါတယ်။အစိုးရစီကရလာတဲ့ငွေထရီလီယံပေါင်းများစွာကိုတရုတ်နိုင်ငံဟာအခြေခံအဆောက်အုံတည်ဆောက်ရေးလုပ်ငန်းတွေမှာအသုံးပြုခဲ့ပါတယ်။နိုင်ငံတော်ဝန်လုံးဟာအေယာမဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။အမြန်ရထားလမ်းကွန်ရက်2008ခုနှစ်မတိုင်ခင်ကတရုတ်နိုင်ငံမှာအမြန်ရထားလမ်းလုံးဝမရှိသလောက်ပါပဲ။ဒါပေမဲ့ဒီအကျပ်တဲကာလမှာငွေတွေအလုံးအင်းသုံးပြီးရထားလမ်းတွေဖောက်လိုက်တာကြောင့်နှစ်အနည်းငယ်အတွင်းမှာကမ္ဘာအခြေဆုံးအမြန်ရထားလမ်းကွန်ရက်ကြီးဖြစ်လာခဲ့ပါတယ်။စိတ်ကမ်းများနဲ့လန်တတာများကမ္ဘာအကြီးဆုံးကုန်သစ်တာစိတ်ကမ်း10ခုထဲမှာ9ခုကတရုတ်နိုင်ငံမှာရှိပါတယ်။လေဆိပ်အသစ်တွေကမ္ဘာအခြေဆုံးတရားကြီးတွေနဲ့အဝေးပြေးလမ်းမကြီးတွေကိုတော်ရော်မျိုးပါမကြမ်းဆောက်လုပ်ခဲ့ပါတယ်။မြို့ပြအင်အားတွေမိုးမျှော်တိုက်တွေကိုအရှိန်အဟုန်နဲ့ဆောက်လုပ်ခဲ့တဲ့အတွက်တမ်မနီနဲ့ဘီလက်မြေလိုအပ်ချက်တွေမြင့်တက်လာပြီးဆက်လုပ်ငန်းတွေစက်ရုံတွေပြန်လည်ပတ်နိုင်ခဲ့ပါတယ်။ဒီဆောက်လုပ်ရေးအင်ပါယာကြီးကြောင့်အလုပ်ပြုတ်သွားတဲ့ရွှေပြောင်းလုပ်သားတန်း20ကျော်ဟာလယ်ကွင်းတွေစက်ရုံတွေကနေဆောက်လုပ်ရေးလုပ်ငန်းခွင်တွေစီရွှေပြောင်းကအလုပ်ကိုင်အသစ်တွေချက်ချင်းပြန်ရသွားခဲ့ပါတယ်။ဒီလိုအခြေခံအဆောက်အအုံတွေကောင်းမွန်လာတာကကုန်ကျစရိတ်တွေကိုရော့ချစေပြီးတရုတ်နိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းဟာ9.4%အထိပြန်တက်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတမိုင်းမှာအကြီးမားဆုံးသော
မျိုးပြရွှေ့ပြောင်းနေထိုင်မှုကြီးဖြစ်ပေါ်ခဲ့ပြီးလူတန်းပေါင်း900ကျော်ဟာကျေးလက်ကနေမျိုးပြကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။တခြားတစ်ဖက်မှာတရုတ်ခေါင်းဆောင်တွေအနေနဲ့အခုလိုစီးပွားရေးပြန်လည်ဦးမော့လာရုံနဲ့တင်ရပ်တန့်မနေခဲ့ပါဘူး။စက်ရုံတွေကနေဈေးပေါတဲ့ပစ္စည်းတွေထုတ်လုပ်ရုံနဲ့ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်မလာနိုင်ဘူး။ဒါကြောင့်တန်မိုးမြင့်ထုတ်ကုန်တွေနဲ့နည်းပညာကဏ္ဍဘက်ကိုဦးတည်ပြောင်းလဲခဲ့ပါတယ်။အစိုးရဟာပညာရေးသုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေး R&D တွေမှာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံခဲ့ပြီးတော့ပြည်ပရောက်တရုတ်ပညာရှင်တွေကိုမှတ်လုံးပေးပြီးနိုင်ငံတွင်းပြန်လည်ခေါ်ယူခဲ့ပါတယ်။နိုင်ငံခြားကုမ္ပဏီတွေတရုတ်မှာလာရောက်ရင်းနှီးမြှုပ်နှံရင်ပြည်တွင်းကုမ္ပဏီတွေနဲ့ဖက်ဆက်လုပ်ကိုင်ရမယ်ဆိုတဲ့စီးမြင်တွေချမှတ်ပြီးနည်းပညာလွှဲပြောင်းမှု technology transfer တွေကိုစနစ်တကျရယူခဲ့ပါတယ်။ဒီရလဒ်အနေနဲ့ Alibaba, Tencent, Baidu စတဲ့အင်တာနက်ကုမ္ပဏီကြီးတွေပေါ်ထွက်လာခဲ့ပါတယ်။ Huawei လိုကုမ္ပဏီမျိုးဟာ 5G နည်းပညာမှာကမ္ဘာကိုဦးဆောင်နိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်။လက်ရှိအချိန်မှာဆိုရင်တရုတ်နိုင်ငံဟာလျှက်စစ်ကား EV ထုတ်လုပ်မှုနေရောင်ခြည်စွမ်းအင်သုံးများ solar panels နဲ့ဉာဏ်ရည်တု AI နည်းပညာတွေမှာကမ္ဘာထိပ်တန်းနေရာကိုရောက်ရှိနေပြီဖြစ်ပါတယ်။တရုတ်အနေနဲ့သူများဖန်တီးထားတာကိုကော်ပီကူးတဲ့အဆင့်ကနေကိုယ်တိုင်တီထွင်ဖန်တီးတဲ့နိုင်ငံအဖြစ်အောင်မြင်စွာကူးပြောင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။အခုလိုစီးပွားရေးအင်အားတောင့်တင်းလာတာနဲ့အမျှတရုတ်နိုင်ငံဟာကမ္ဘာစက်ကုံပေါ်မှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုစတင်စူးစမ်းလာပါတယ်။လက်ရှိသမ္မတရှီကျင်းဖျင်လက်ထက်မှာတော့တရုတ်အိမ်မက်ဆိုတဲ့မျှော်မှန်းချက်နဲ့အတူတရုတ်နိုင်ငံကိုကမ္ဘာဗဟိုချက်မအဖြစ်ပြန်လည်ရောက်ရှိရန်ကြိုးပမ်းလာပါတယ်။ဒီကြိုးပမ်းမှုရဲ့အထင်ရှားဆုံးသက်သေကတော့2013ခုနှစ်မှာစတင်ခဲ့တဲ့ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းပဲဖြစ်ပါတယ်။ဒီစီမံကိန်းဟာရှေးခေတ်ပိုးလမ်းမကြီးကိုပြန်အသက်သွင်းပြီးအာရှ၊အာဖရိကနဲ့ဥရောပတိုက်ကြီး၃တိုက်ကနိုင်ငံပေါင်း150ကျော်မှာစိတ်ကမ်းတွေ၊ရထားလမ်းတွေလျှက်စစ်စွမ်းအင်စီမံကိန်းတွေတွားရောက်ရင်းနှီးမြှုပ်နှံတဲ့ဒေါ်လာထရီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့မဟာဗျူဟာစီမံကိန်းကြီးဖြစ်ပါတယ်။ဒီစီမံကိန်းကနေတဆင့်တရုတ်နိုင်ငံဟာသူတို့ရဲ့ပိုရှန်နေတဲ့ထုတ်လုပ်မှုစွမ်းအားတွေကိုနိုင်ငံခြားကိုတင်ပို့နိုင်တဲ့အပြင်ကမ္ဘာတဝန်းကရေနံနဲ့သဘာဝတယံဇာတတွေကိုပိုပြီးစိတ်ချရတဲ့လမ်းကြောင်းတွေကနေရယူနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ခရီးလမ်းဟာစိန်ခေါ်မှုတွေကင်းမဲ့နေတာတော့မဟုတ်ပါဘူး။အမေရိကန်နဲ့ဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲ၊နည်းပညာပိတ်ဆို့မှုတွေနိုင်ငံတွင်းကလူဦးရေအိုမင်းရင်းရော်လာမှုပြဿနာအိမ်ချမ်းမြေကဏ္ဍကအကျွေးပြဿနာတွေဟာလက်ရှိတရုတ်နိုင်ငံရင်ဆိုင်နေရတဲ့ကြီးမားတဲ့အတားအဆီးတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့သမိုင်းကြောင်းတွေကိုပြန်ကြည့်မယ်ဆိုရင်တရုတ်နိုင်ငံဟာအကျက်တဲတွေကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာကိုသက်သေပြခဲ့ပြီးပါပြီ။ခိုင်မာပြီးတည်ငြိမ်တဲ့နိုင်ငံရေးစနစ်ရေတိုရေရှည်မဟာဗျူဟာချမှတ်နိုင်စွမ်းနဲ့တရုတ်ပြည်သူတွေရဲ့စ조사အားထုတ်မှုတွေကတရုတ်နိုင်ငံကိုကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာစေခဲ့တာပါ။လွန်ခဲ့တဲ့နှစ်40ကစပိန်တွေသာရှိခဲ့တဲ့တိုင်းပြည်ဟာအခုအချိန်မှာလကမ္ဘာပေါ်ကိုစူးစမ်းလေ့လာရေးခြင်းတွေဆေလွတ်နေနိုင်ပြီဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဒီခရီးစဉ်ဟာဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်သင်ခန်းစာယူစရာတွေအများကြီးပေးစွမ်းနိုင်ခဲ့တယ်လို့21ရာစုကမ္ဘာအခင်းချင်းကိုလည်းအပီးတိုင်ပြောင်းလဲပြစ်လိုက်ပြီပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါအဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။